ကကြတော့ဘန်ကောက်ကနေပြီးဖတ်တရားကိုသွားဖို့မနက်8 နာရီပေါ့နော်8 နာရီ20အရောက်ပူတာမှာလက်မှတ်သွားဖြတ်ဖို့အတွက်ဒါတက်စီလေးစီးပြီးတော့ဗောမိသားစုလိုက်ဟိုပါပေါ့နော်ဟွာလန်ပုံရောက်နေပါတယ်ဟွာလန်ပုံရှိကိုရောက်ပြီပေါ့နော်ကြတော့ဟွာပေါ့နော်ချက်သွားဖို့ရထားပူတာကိုရောက်နေတာပေါ့နော်ဟွာလန်ပုံကိုရောက်နေတာသူက9:20တစီးပဲထွက်တယ်ရထားအတွဲ26တစ်ကိုဝယ်ရတာပေါ့နော်တယောက်ကို40ပဲပေးရတယ်ဖက်40ပဲပေးရတယ်ဒီမှာဘူတာမှာလူကလည်းရှင်းတယ်လူဟိုဟာဖြစ်တာပေါ့နော်လူတော်တော်ရှင်းတယ်ပြီးလို့ရှိရင်သူကတော့မင်းတို့ကဟုတ်ပါဘူးအခုရောက်တဲ့အချိန်က7 နာရီလောက်ကရောက်တယ်7 နာရီလောက်ရောက်တယ်အမှန်တကယ်ဆိုလို့ရှိရင်တော့ဟို traffic တိုင်းဖြစ်လို့ခါကြတော့ဆော့ပြီးတော့ထွက်လာတာပေါ့နော်ပုံမှန်ဆိုလို့ရှိရင်တော့7 နာရီ20 7 နာရီ15လောက်မှရောက်လဲရတာပေါ့နော်အခုတော့ရောက်ပြီးလက်မှတ်လဲဝယ်ပြီးသွားပြီလက်မှတ်ကလည်းဘာမှပြစရာမလိုဘူးပေါ့နော်လက်မှတ်ကဒီလိုမျိုးလေးပါဒီလိုမျိုးလေးပေါ့နော်ခလေးလေးကိုကြတော့လက်မှတ်ကဖြတ်စရာမလိုဘူးဒီမှာမုတ်စားရင်းနဲ့ထိုင်ဆောင်နေရပါတော့ရထားထွက်မဲ့ချောင်းရထားလိုက်တာကိတ်ကလည်းဒီနားမှာပဲ not 5 စီရတာဘယ်လိုလဲ feeling လေဘက်ကကြတော့ရိုးရိုးအထူးတွဲတွေပေါ့နော်တို့ကရိုးရိုးတွဲပေါ့ရိုးရိုးတွဲရဒီကိုရောင်းလေးသူကနှစ်ဖက်ရထားဆိုရင်နှစ်ဖက်ရထားဆို2စီးရှိတယ်ပေါ့နော်ခရီးချိန်ရလေမနက်ဖက်ရထားဆိုတော့9:20ဘန်ကောက်ချက်အန်ကိုတစ်ချိန်ပဲရှိတယ်ပြီးလို့ရှိရင်ညဘက်ကြာလို့ရှိရင်ကြာတော့ special ဆိုတော့ဘတ်300ကျော်ကြာတယ်ကိုရီခုစီးသွားတဲ့ရထားကြာတော့ ordinary ဖြစ်တဲ့အတွက်လက်မှတ်လဲကြိုဖြတ်လို့မရဘူးဘူတာမှာပဲတခါတည်းဖြတ်လို့ရတယ်ဘူတာမှာဖြတ်တာကတယောက်ကိုပဲ40ပေးရပါတယ်နိုင်ငံသားနဲ့ခွဲထားခြင်းမရှိပါဘူးပြီးလို့ရှိရင် Royal Express ဆိုတဲ့Royal ဟွာပေါ့နော်ယထာပေါ့အထူးယထာရှိတယ်အထူးယထာကကြတော့နေ့တိုင်းမရှိဘူးသူ yes schedule နဲ့သူပဲရှိတယ်သူက booking တင်ရတယ်တယောက်ကို1900ကျော်လောက်တော့ကြတတ်ပါတယ်ပေါ့နော်တခါလေကြတော့လည်းအပန်းဖြည့်ခြင်းတဲ့အခါမျိုးဆိုလို့ရှိရင်ကို့မှာအချိန်ပုံများများရှိရင်တော့ဒီလိုမျိုးဘန်ကောက်ကနေပြီးတော့ချက်အန်ကိုပဲဖြစ်ဖြစ်ရထားလေးစီးပြီးတော့ပတ်ဝန်းကျင်ကိုငေးပြီးတော့ပေါ့နော်အနောက်ရှက်မရှိပဲနဲ့အေးဆေးလေးတေးချပြီးတော့ relax လုပ်လို့ရတာပေါ့နော်ကိုရီးယားကတော့ကလေးငယ်တွေနဲ့ဆိုတော့ကလေးတွေကလည်းခဏလောက်စီးပြီးသွားရင်သူတို့ကပြင်းပြီးတော့အိပ်ပျော်သွားကြတာအသေးသေးပေါ့နော်အဲ့လိုလေးတော့ရှိတယ်ကလေးနဲ့ခကြီးထွက်ရတာဆိုတော့လေရထားထွက်တဲ့အချိန်ရောရက်တဲ့အချိန်ရောအရမ်းမှန်တယ်ဘူတာတွေမှာရောက်မယ်လို့ပြထားလို့ရှိရင်ပြထားတဲ့အချိန်ကိုဝယ်ကွက်တီးရောက်တယ်ပေါ့နော်12 နာရီချက်အန်ကိုပေါ့နော်ဒါကတော့ဖက်ချက်ပူတွေမှာ12 နာရီဝင်တာပါပြီးလို့ရှိရင်နောက်ထပ်ဂျားဘူတာ4ဘူတာလောက်ရက်ပြီးသွားရင်တော့ချက်အန်ကိုရောက်ပါပြီချက်အန်ကိုမနက်9:20ရာထွက်တာနေ့လေ1 နာရီ26မှာရောက်ပါတယ်ချက်အန်ဘူတာကတော့ဘူတာတေးသေးပါပဲဆင်းတဲ့သူလည်းတိတ်မရှိပါဘူးဆင်းရကလည်းအဆင်ပြေပါတယ်နေလေးပူတာလေးတစ်ခုပါပဲဒါပေမဲ့သူတို့စီမှာဓာတ်လေကားလည်းရှိတယ်အဆင်ပြေပါတယ်အစားရတော့အရန်ပျော်စရာကောင်းတဲ့ခရီးစဉ်လေးဖြစ်ခဲ့ပါတယ်